ပါရီယူလာမှာ ပါရီယူလာ အရေးကြီးဆုံးပါလား နှစ်အောင်လုံးပဲဖြေလိုက်တော့ ထမင်းပေါင်း နံပါတ်1အရေးကြီးဆုံးထမင်းပေါင်း အဲ့တော့ထမင်းပေါင်းကနည်းနည်းတော့ရှုပ်နေ ထမင်းပေါင်းကမြန်မာဆိုတဲ့အထိုက်လျောက်ထမင်းမစားရင်အပိုက်မွားထမင်း3ရက်လောက်မစားရင်ထမင်းစားခြင်းနေအဲ့တော့ထမင်းပေါင်းကအရေးကြီးဆုံးပဲသူဒီမှာထမင်းပေါင်းမရှိဘူးလားဆိုမရှိမြန်မာနိုင်ငံကထမင်းချက်တဲ့ပေါင်းလို့မျိုးမရှိဘူးရှိခဲ့လို့ရှိရင်လည်းအရင်စီကြည့် လွယ်လွယ်ကူကူလည်းဝယ်လို့မရဘူးတော်တော်ရှားတယ်ပြောရမယ်နော် ဟုတ်တယ် Amazon TR တို့ဘာတို့ကနေ ဟုတ်တယ် Amazon မှာရှိတယ် ပဲနည်းနည်း Trio တို့ Happy Burrata တို့ပါရှိတယ် quality အဲ့လောက်အကောင်းကြီးလည်းမဟုတ်ဘူးဒါပေမဲ့ဈေးတော်တော်ကြီးတယ်နော် ကဲပြီပေါ့နော်အကြောင်းသားခုမှတူစားလာရလို့ဆိုရင်တော့မြန်မာနိုင်ငံကစားလာတဲ့အချိန်မှာခောက်ဆွဲကြောက်ထုတ်လေးတွေ instant food လေးတွေပေါ့နည်းနည်းထည့်လာခဲ့တဲ့တယ်လို့ထင် ဘာလို့လဲဆိုတော့ဒီမှာရှိတဲ့ခေါက်ဆွဲကြောက်တွေကမြန်မာပြည်ကခေါက်ဆွဲကြောက်တွေနဲ့ဘာမှအရသာမတူဘူးအကုန်လုံး portion တွေရဲရောက်ချင်စားဖို့ခက်တယ် အနေနဲ့ instant food လေးပါလာလို့ရှိရင်သမင်းတစ်မျိုးရှိရင်ဒါဥမာဘယ်လိုရောက်ကြော်တို့ဘာတို့အမေသားကြော်တို့ဆိုရင်ဖောက်ဖက်ပြီးတော့စားလိုက်လို့ရတယ်ဆိုတော့အဲ့လိုမျိုးလေးတွေများများယူလာတင် ပြီးတော့ဖြစ်နိုင်တယ်ဆိုရင် winter အတွက်အများကြီးတော့မဟုတ်ဘူးပေါ့ပြီးတော့လာမယ့်ကာလပေါ်လည်းမူတည်ရပါတော့ဒါပေမဲ့ အဲ့လိုက January လာမယ်ဆိုရင်တော့အနည်းဆုံးအနွေးရည်လေးတစ်ထည်တော့ပါလာတယ် January လာတဲ့ဟာကိုမြန်မာနိုင်ငံမှာ T-shirt တွေနဲ့တွားလို့ရတယ်ဆိုပြီး T-shirt ကြီးနဲ့လေးပေါ်တက်လာပြီးဒီကဒီစိတ်ကထွက်လိုက်တာနဲ့ခဲသွားတာမျိုးကြတော့ ဘယ်လိုခဲသွားလဲ မစနာဘာလို့ခဲပါအေးွားတာတော့လို့ပါ အေးပါအေးပါဟုတ်တယ်အဲ့ဒါအဆင်မပြေဘူးလေလာကြွယ်လူကကိုယ်အနွေးတွေပဲချုပ်ပေးရတော့မလို့ပါလို့အဲ့လိုဖြစ်ကုန်မှာဟုတ်တယ်မလား ပါလိုင်းတော့ကောင်းတာပေါ့နော်ဒီမှာကြောက်လည်းအနွေးတွေကတချို့ဟာတွေဈေးများတာ ဝယ်တာတော့ဒီမှာပဲဝယ်တင်တယ် winter အဝတ်တွေပေါ့ sweater တွေပါဝယ်ခြင်းတယ်ဆိုရင်တော့ ရွေးချက်စရာများတာပေါ့နော်ဒါပေမဲ့လာတဲ့အခါမှာတော့လည်းတစ်ထည်တလီပါလာတော့လည်းပိုကောင်းနေတာပေါ့ဒီနိုင်ငံက black box တွေမှာဒါ EU black box ပေါ့နော်တူရကီနိုင်ငံက black box တွေအကုန်လုံးကအလုံးပေါ့ ဒီမှာအားလုံး2ပင်ပဲသုံးရတယ် 2ပင်အလုံးပေါ့ black box နဲ့တူတာလေးယူလာရင်တော့ပိုအဆင်ပြေ တချို့ iPhone charger 3 pin 3ပင်လို့2ပင်ဟိုမှာအလုံးယူလာအောင်ပါ ကျွန်တော်ရတော့အလောက်ကြီးအရေးကြီးတယ်လို့တော့မဟုတ်ပါဘူးဒီမှာအကုန်ဝယ်လို့ရတယ် ကိုလိုရာလေးယူတာပေါ့ ပတ်စံ